မင်္ဂလာပါရှင် PSM News ရဲ့ဒီဇင်ဘာလ29ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားတော့မှာဖြစ်ပါတယ်။ကမ္ဘာလေထုအခြေအနေအရပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့အားနည်းငယ်ရှိတဲ့လာနီညာရာသီဥတုဟာအခုနှစ်2025ခုနှစ်ဒီဇင်ဘာလကုန်ထိဆက်လက်တည်ရှိနေပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွေမှာလည်းဆက်ရှိနေအောင်မယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒါပေမဲ့2026ခုနှစ်ဇန်နဝါရီလကနေမတ်လအတွင်းမှာတော့ပုံမှန်ရာသီဥတုအခြေအနေကိုပြန်လည်ကူးပြောင်းနိုင်ခြေ68%ရှိနေပါတယ်။ဒီလာနီညာဖြစ်စဉ်ကြောင့်မြန်မာနိုင်ငံမှာစောင်းမုတ်တုံလေးပိုအားကောင်းပြီးညပူချိန်တွေလျော့နေတာအေးပူတာအရှိဘက်ကလေပြင်းတွေတိုက်တာနဲ့အချိန်ခါမှုတ်ဖြတ်မိုးတွေရွာသွန်းတာမျိုးတွေဖြစ်ပေါ်နိုင်တာကိုသတိပြုရပါမယ်။လောလောဆယ်မှာတော့ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်တို့မှာထူးခြားတဲ့အခြေအနေမျိုးမရှိသေးပါဘူး။ရှေ့လာမယ့်တပတ်တာခန့်မှန်းချက်အနေနဲ့ဒီနေ့ကနေဇန်နဝါရီလ4ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးအနှဲငယ်ရွာနိုင်တာကလွဲလို့ကြံတပြည်လုံးမှာမိုးရွာဖို့မရှိတဲ့အပြင်လေတိုက်နှုန်းကလည်းတနအီကို9မိုင်ကနေ10မိုင်ဝန်းကျင်ပဲရှိပါမယ်။ဒါမဲ့တနိုင်ငံလုံးမှာနေပူချိန်တွေမြင့်တက်လာနေဆဲဖြစ်ပြီးညပူချိန်တွေဆက်လက်ကျဆင်းနေအောင်မှာဖြစ်တယ်လို့မြစ်ရည်တွေလည်းဆက်လက်ကျဆင်းနေတာကြောင့်ဆယ်ရီတောက်ဧရိယာတွေကလွှဲရင်ကြံဒေသတွေမှာမြေစီလာအဆိုးတက်ဆက်လက်လျော့နေနေအောင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီနေ့ရဲ့နေ့ဘက်အပူချိန်တွေမှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဟာအပူဆုံးဒေသတွေဖြစ်ဆက်လက်ရှိနေပြီးနေ့ပူချိန်အများဆုံးဖြစ်တဲ့တနင်္သာရီတိုင်းမှာ34ကနေ36ဒီဂရီအတွင်းရှိနေမှာပါ။ထူးခြားချက်အနေနဲ့တနင်္သာရီမြို့နယ်နဲ့ပြည်ကြီးမနိုင်မြို့နယ်တို့မှာတော့40ဒီဂရီဆဲလ်ဆီးယပ်အထိအလွန်မင်းပြင်းထန်တဲ့အပူရှိန်ကိုခံစားရနိုင်ပါတယ်။ရန်ကုန်တိုင်း AR တိုင်းနဲ့ကရင်ပြည်နယ်တို့မှာလည်းနေ့အပူချိန်တွေအနည်းငယ်ပြန်မြင့်တက်လာပြီး34ကနေ36ဒီဂရီအတွင်းရှိနေမှာဖြစ်တယ်လို့မွန်ပြည်နယ်မှာတော့32ကနေ34ဒီဂရီအတွင်းရှိနေပါမယ်။ပဲခူးတိုင်းမှာ32ကနေ34နေပြည်တော်မကွေးတိုင်းနဲ့ကရင်ပြည်နယ်တောင်ပိုင်းတို့မှာတော့30ကနေ32ဒီဂရီအတွင်းအသီးသီးရှိနိုင်ပြီးကရင်ပြည်နယ်မြောက်ပိုင်းမှာတော့နေပူချိန်နည်းငယ်ပြန်မြင့်လာပြီး26ကနေ28ဒီဂရီအတွင်းရှိနေမှာပါရခိုင်ပြည်နယ်မှာတော့28ကနေ30ဒီဂရီအတွင်းရှိနေမှာဖြစ်ပေမဲ့အန်းနဲ့မအီမြို့နယ်တွေမှာတော့32ဒီဂရီအထိနေပူချိန်တွေကိုခံစားရနိုင်ပါတယ်မန္တလေးတိုင်းမှာ28ကနေ30စကိုင်းတိုင်းအထက်ပိုင်းနဲ့အောက်ပိုင်းတို့မှာ26ကနေ28ကချင်ပြည်နယ်မှာ24ကနေ26ရှမ်းပြည်နယ်မှာ22ကနေ26ဒီဂရီအတွင်းအသီးသီးရှိနေနိုင်မှာဖြစ်ပြီးချင်းပြည်နယ်ကတော့22ကနေ24ဒီဂရီအတွင်းမှာရှိတော့မှာဖြစ်လို့နေကင်းဘက်မှာတော့အေးအေးတိုက်ရှိနေမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ညဘက်အပူချိန်အခြေအနေတွေကိုတင်ပြပေးပါမယ်ဒီနေ့မှာတော့မြောက်ပြန်လေအေးတွေပုံမအားကောင်းလာတာကြောင့်တနိုင်ငံလုံးနှိပါမှာညအပူချိန်တွေတိတိတသားပြန်လဲကျဆင်းပြီးအေးပိုလာမှာဖြစ်ပါတယ်။အေးဆုံးဒေသကတော့ချင်းပြည်ဖြစ်ပြီးညအပူချိန်4ဒီဂရီကနေ6ဒီဂရီအတွင်းရှိနေမှာဖြစ်တယ်လို့ချင်းတောင်နယ်မော်ကတချို့နေရာတွေမှာတော့ရေခဲမှတ်အောင်အနှုတ်4ဒီဂရီကနေအနှုတ်6ဒီဂရီဆဲလ်ဆီးယပ်အထိအလွန်မင်းအေးခဲသွားမှာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာလည်းညအပူချိန်တွေထပ်မံကျဆင်းသွားပြီးရှမ်းပြည်နယ်မှာ6ကနေ8ဒီဂရီကရင်ပြည်နယ်မှာ8ကနေ10ဒီဂရီအတွင်းရှိနေမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်မှာလည်း10ဒီဂရီကနေ12ဒီဂရီအတွင်းရှိနိုင်ပြီးမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းရခိုင်ပြည်နယ်နဲ့စကိုင်းတိုင်းတို့မှာတော့ညအပူချိန်တွေတိတိတသားကျဆင်းလာပြီး12ကနေ16ဒီဂရီအတွင်းမှာပဲရှိနေတော့မှာဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့မိုးကုတ်နဲ့ပြင်ဦးလွင်မြို့တွေမှာ6ဒီဂရီကနေ10ဒီဂရီအထိအေးပိုနေမှာဖြစ်ပြီးတော့ပဲခူးတိုင်းအနောက်ချမ်းနဲ့အရှေ့ချမ်းတို့မှာလည်း16ကနေ18ဒီဂရီအတွင်းရှိနေမှာပါ။ရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းတောင်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာတော့ညအပူချိန်18ကနေ22ဒီဂရီအတွင်းရှိနေမှာဖြစ်ပြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာ20ကနေ22ဒီဂရီအတွင်းအသီးသီးရှိနေကြမှာပဲဖြစ်ပါတယ်ရှင်။စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်အနေနဲ့ကတော့မြေရည်နဲ့မြေစီလွာအဆိုးတက်လျော့နေနေတာကြောင့်တောင်သူဦးကြီးတွေအနေနဲ့စိုက်ခင်းတွေအတွင်းရေကိုစနစ်တကျစီမံခန့်ခွဲကြဖို့လိုအပ်တာကြောင့်စိုက်ပျိုးရေးပညာရှင်တွေနဲ့တိုင်ပင်သင့်ပါတယ်။ကျမရဲ့အတွက်ကတော့တနိုင်ငံလုံးနှိပါအေးပိုလာမှာဖြစ်ပြီးအထူးသဖြင့်ချင်းတောင်နဲ့ရှမ်းကုန်းမြင့်ဒေသတွေကပြည်သူတွေအနေနဲ့အေးဒဏ်ခံနိုင်ရရှိအောင်နွေ့နွေ့ထွေးထွေးနေထိုင်ကြဖို့လိုအပ်ပါတယ်။နေ့ဘက်မှာအလွန်ပူပြင်းတဲ့တောင်ပိုင်းဒေသကပြည်သူတွေအနေနဲ့ဆိုရင်လည်းအပူအေးကွာခြားချက်ကြောင့်ကျမရဲ့ထိခိုက်တာမျိုးမဖြစ်အောင်ကြိုးစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ညဘက်နဲ့မနက်ပိုင်းတွေမှာမြို့ထူတွေထူထပ်စွာကျဆင်းနိုင်ပြီးဒီနေ့နဲ့မနက်ဖြန်မနက်မှာဆိုရင်လည်း AR တိုင်းကကြောင်းကုန်းပန်းတနော်မြောင်းမြဝါခင်မကျုံမငီမော်လမြိုင်ကျွန်းဘိုးကလေးဖျာပုံကြိုက်လက်နဲ့မအူပင်မြို့နယ်တွေမှာမြို့ထူတက်စွာကျဆင်းနိုင်ပါတယ်။မြို့ထူတက်စွာကျဆင်းနေချိန်မြင်ကွင်းမကြည့်လင်တာကြောင့်မြေချောင်းတွေအတွင်းသွာလာသူတွေနဲ့မော်တော်ယာဉ်မောင်းနှင်သူတွေအနေနဲ့လည်းရှင်းအနေနဲ့ကင်းရှင်းအောင်အထူးသတိပြုမောင်းနှင်ကြဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့ဒီနေ့အတွက်မိုးလေဝသသတင်းအစီအစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။ကျမတို့ရဲ့မိုးလေဝသအစီအစဉ်လေးကိုနေ့စဉ်စောင့်မျှော်ရှုစားအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလည်းကျန်းမာပေးခင်စွာနဲ့သဘာဝဘေးအန္တရာယ်အသွေးသွေးကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။